Okay, so one Chris ကျွန်တော် Chris ရဲ့ channel ကနေပြီးတော့ကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ကဒီ channel ကနေပြီး reaction တွေလုပ်ပြီးတော့YouTube မှာကျွန်တော်တင်ပေးနေပါတယ်ဆိုတော့ကျွန်တော်ဒီ channel လေးကို like နဲ့ subscribe လေးလုပ်ထားပေးပါဒီနေ့ကျွန်တော် react လုပ်သွားမှာကBruno Mars ရဲ့ I Just Might ဆိုတဲ့ music video ပါဆိုတော့ Bruno Mars ကတော့လူတိုင်းတော်တော်များများလည်းအကုန်လုံးလေးသိကြပါတယ်တော်တော်များများတော်တော်လေးအောင်မြင်တဲ့ artist တယောက်ပါဆိုတော့သူကသူ့ရဲ့အဓိကသူ့ရဲ့ influence ဖြစ်တာသူ့ရဲ့ပုံစံကJames Brown ကိုတော်တော်လေးကိုသူကinfluence ဖြစ်တဲ့ပုံစံမှာရှိတယ်သူအခုရှေ့ရ 24K Magics album ကိုနောက်ပြီးတော့6 song နဲ့ album တွေမှာတချင်းတွေမှာအကုန်လုံးဒီပါမှာပြောရမှာဆိုသူ ADS လောက်က fashion တွေရောmusic ပုံစံတွေရောအဲ့ဒီပုံစံတွေကိုသူအမြဲတမ်းသုံးပြီးတော့သူကိုယ်တိုင်လည်းအဲ့ဒါတွေတော်တော်လေးကိုသဘောကျတယ် funk music ကိုလည်းတော်တော်လေးကိုသူကသဘောကျတယ်ဘယ်လိုပဲဆိုတာများတယ် album ကြီးနဲ့ကို album တစ်ခုလုံးထွက်မယ်လို့တော့တည်င်းကထွက်ထားတယ်ဆိုတော့ဒီ I Just Might ကတော့ဘယ်လိုအဲ့ album ထဲမှာပါတဲ့သချင်းတစ်ပုဒ်အနေနဲ့ကြိုပြီးတော့အရင်ထွက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့Bruno Mars ရဲ့ I Just Might music video let's go fashion ကတော့လုံးဝဒီမှာဆိုတာ Bruno Mars ကဆိုအများကြီးလောက်တာလေ9ရောက်လောက် Bruno Mars ဒါပေမဲ့ဒီမှာ fashion ဆိုလဲသူခေါင်းစည်းတွေပါဆိုတာ Jimi Hendrix တို့ပါတော့ထားမျိုးတော်တော်လေးကိုသူကဟို fan ကိုတော်တော်သဘောကျတဲ့ artist တယောက်လို့ပြောလို့ရတယ်အဲ့လို groove တွေသဘောကျတယ်Yes you did Music နဲ့တော့ဆိုကြိုက်တဲ့စင်ကိုပြောလို့ရတယ်။အောင်လေးရဆိုရမယ်ဆိုရင်So intrigued. But what good is beauty if your booty can't find a beat? I don't want to know, girl. So please don't do that to me. Prince man, saying and people flying. You know, movement and all James Brown man, James Brown time. James Brown, Michael Jackson, I love my baby. It's the part where you break it all the way down, 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 down. This the part where I turn you all the way around, round, round, round. Put some spirit in it, put your heart into it. That's all I need. And if I like what I see, you're coming home with me. Hey, Mr. DJ, play a song for this pretty little lady. 'Cause if she dances good as she look right now, I just might the romantic ဆိုရင်ဒီတော့ပဲအဘန်အသက်ကBruno Mars ကဒီဘက်နဲ့စက်ကနေမှာဆက်လို့
I just might. Oh, I just might. ဒါတော့ Bruno Mars ရဲ့ Just Might ဆိုတဲ့ချင်းမှာဆိုတော့ဒါတော့ကြာသူ့ထားလော ADS groove အထားမျိုးသူ့သချင်းတွေကတော့အကုန်လုံးကတော့လူကြိုက်များနေကြသချင်းတွေဆိုတော့အခုသချင်းကတော့နည်းနည်းပေါ့ပေါ့ပါလေးပို့ပြီးတော့ခံစားကြည့်ရင်တော့ပို့ပြီးတော့မိုက်မယ်လို့ထင်တယ်ဟိုလိုမျိုးရိုင်းတယ်ဟိုရိုင်း pop သချင်းမဟုတ်တဲ့အတွက်ကြောင့်မလို့ပေါ့ပါလေးနားထောင်တော့တော်တော်လေးမိုက်မယ်သချင်းပါဆိုတော့ generation လောက်ပါပဲကြည့်ပေးတဲ့သူတွေအကုန်လုံးကျေးဇူးတင်ပါတယ်